ဒီမှာဒီနေရာကမြန်မာနိုင်ငံဟုတ်သလားမဟုတ်ပါဘူးအဲ့တော့မြန်မာပြည်မှာရှိတဲ့ကျွန်တော်တို့ရွာမှာရှိတဲ့အဖိုးအဖွားအမေတို့ကိုမတတိမရဘူးလားရတယ်တတိမရဘူးလားရတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ကလည်းလောလောဆယ်ဒီနေရာရောက်နေတယ်ဆိုတော့အိမ်ကအမေကိုတတိရတာပေါ့နော်အဲ့ဒီတွေ့ကျွန်တော်တခြင်းတစ်ပုတ်ပြင်ဆင်ထားပါတယ်ဒီကအားလုံးအတွက်ပေါ့နော်အဲ့တခြင်းလေးကတော့ကျွန်တော်တို့အိမ်ကိုအရန်ပြန်ချင်နေတဲ့ကိုမမတွေအတွက်အမေအိမ်တခြင်းဆိုချင်ပါတယ်ရှောက်သွားရင်နဲ့မောပန်းနွမ်းနဲ့လုံးသားကလွမ်းစလုံးတန်စားမိရဲ့အမေရဲ့အိမ်ကိုအင်းရတဲ့အမေရဲ့မြတ်တာရဲ့နဲ့ဝေခဲ့သူမောကားတလေးပြန်လဲတွေ့ညရောင်ကနေရဲ့အိမ်ပြန်ချင်တဲ့အိမ်မရှိရကြတဲ့မှာရှိချခုပဲဖြစ်ရစတဲ့နေရမြတိုက်ခိုက်ကြလို့အားနေပြီဆုံးတင်ထားတဲ့စိတ်ဓာတ်များညိုပွဲသွားမှာဆိုရင်လို့ရမြင်ရနေပြီအလုံးလုံးကိုတဲ့အိမ်ပြန်တဲ့တဲ့မြို့ပြလူနေမွတ်စလင်မှာစီရောခြင်းနဲ့ယူသားတဲ့ခြေလကအမေရဲ့အယံတရားနဲ့ယူသားတဲ့ခြေလကအမေလေးကြောင့်တွေ့ပြီးလေလားအမြင်ရောင်ကအိမ်မဲလုံးလုံးတော့တဲ့အိမ်ပြန်ချင်ပြန်ချင်တဲ့
အားလုံးကိုကျေးဇူးတင်ပါတယ်